အနံဆိုးထွက်နေလို့ကိုယုံကြည်မှုတွေပျောက်ဆုံးနေပြီလားအနံဆိုးဘယ်လိုထွက်လဲမိကိုက private area ကအနံ့အပတ်တွေကဘယ်လိုမျိုးထွက်လဲဆိုလို့ရှိရင်တဲလေးတို့တနေ့စားတဲ့အစားအသောက်တွေရှိမယ်နော်နောက်တစ်ခုအနေနဲ့ကြတော့ဒီလိုမျိုးကိုက private area ကိုတန်ရှင်းမှုမရှိတဲ့အချိန်မှာအဖြူတွေဆင်းပြီးရားရံပြီးတော့အနံ့ဆိုးတွေထွက်တာမျိုးရှိရပေါ့နော်ကိုကဒီလိုပြဿနာလေးတွေကြုံနေရပြီ main ကလေးတိုင်းဖြစ်တယ်နော်မဖြစ်ဘူးဆိုတော့ main ကလေးဆိုတာလုံးဝမရှိဘူးအဲ့တော့ကိုရဲ့ private area ကအနံ့ဆိုးကိုပျောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဟော်ရီကာအတွဲလေးကိုသုံးသင့်ပါတယ်ရှင် side effect လုံးဝမရှိပါဘူးတဘာဝတိတ်ပူလေးနဲ့လုပ်ပေးထားတယ်မှာပို့ရဲ့ဟော်ရီကာအိုးမိုင်စင်ပါရှင်စက်ပြလေးနဲ့ private area ကဒီပေါ့နော်အညစ်အကြေးတွေကိုစေကြောတန့်စင်ပြီးတော့စီရန်လေးကိုသုံးပေးမယ်ဆိုလို့ရှိရင်တဲလေးတို့ရဲ့ private area ထွက်နေတဲ့အနံ့ဆိုးတွေကိုကင်းဝေးစီမှာဖြစ်ပါတယ်ရှင်โอเคเนาะအဲ့တော့မပူးစီမှာအသေးစိတ်လာပြီးတိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင်လိုချင်တယ်ဆိုလို့ရှိရင်တော့ TikTok CV လေးမှာလာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်လက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးပါမပူးပါเนาะ